ရှိရှိတုန်းကလီမယားနှစ်ယောက်မှာထူးဆန်းတဲ့တားယောက်ျားလေးတစ်ယောက်မွေးပါတဲ့။တာငယ်ဟာမွေးခါစားကစံတလုံးချက်ထမင်းကိုဝါပြီးခွန်ကြွေရပါတယ်။ခလေးဟာပိုကြီးလာလေးထမင်းပိုစားလာလေးပါပဲ။တလုံးကနေတစ်ခွက်တစ်ခွက်ကနေတစ်ပြည်တစ်ပြည်ကနှစ်ပြည်နှစ်ပြည်ကနေသုံးပြည်သုံးပြည်ကတစ်စိတ်တစ်စိတ်ကနေတစ်ခွက်ဆိုသလိုတစ်နေ့ထက်တစ်နေ့တစ်လထက်တစ်လတစ်နှစ်ထက်တစ်နှစ်ပိုစားလာပါတယ်။အရွယ်ရောက်လာချိန်မှာစံတည်င်းချက်ကိုစားလာနိုင်တယ်။ဒီကမှတိုးတိုးပြီးတော့စားနိုင်လာတာကြောင့်မိဘတွေကမကြွေးနိုင်တော့လို့ဘရင်ကြီးထံအနှံလိုက်ရတယ်။သူဟာအစာကျူးသူဖြစ်လို့ငစားကျူးလိုပဲအားလုံးကခေါ်ကြပါတဲ့။ရှင်ဖရင်ကငစားကျူးကိုစိုက်ကြိုက်စားခွင့်ပြုထားတယ်။ဒါပေမဲ့ငစားကျူးဟာတင်းလိုက်စားနေရကနေတမောင်းနှစ်မောင်းဆိုသလိုတိုးတိုးပြီးတော့စားလာတဲ့အတွက်ကြောင့်ဘရင်ဟာလေသူ့ကိုမကြွေးနိုင်တော့ပြန်ဘူး။နောက်ဆုံးတော့ငစားကျူးကိုတိုင်းပြည်ကနေနှင်ထုတ်လိုက်ရပါတယ်။ငစားကျူးဟာတိုင်းပြည်ကမထွက်ခွာခင်ဘရင်ထံကဓာတ်တစ်ချောင်းတောင်းတယ်။အရွေးအစားမျိုးမျိုးရှိတဲ့ဓာတ်တွေကိုဘရင်ကလုတ်ပေးပေမဲ့သူနဲ့မကိုက်ပါဘူး။နောက်ဆုံးမှာတန်ကိုမောင်းအလေးစီးတဲ့အေယာမဓာတ်ကြီးတစ်ချောင်းကိုပေးတော့မှသူကြည်ကြည်နက်နက်လက်ခံလိုက်တယ်။ဒီဓာတ်ကြီးကိုအဆွဲပြုပြီးငစားကျူးဟာတန်ကိုမောင်းလို့အမိတွင်လာပါတော့တယ်။တန်ကိုမောင်းဟာတိုင်းပြည်ကမထွက်ခွာခင်မိဖတွေကိုသွားကြတော့တယ်။မိဖတွေကတန်ကိုမောင်းမသွားခင်အိမ်နောက်ဖေးမှာပဲစင်ခန့်ဖို့တစ်ခက်တွေရှာခိုင်းပါတယ်။တန်ကိုမောင်းဟာတော်ထဲကိုသွားတစ်ပင်ကြီးတစ်ပင်ကိုခုတ်ပြီးလက်တစ်ဖက်နဲ့ဒရွတ်တိုက်ဆွဲယူလာပါတယ်။ဒါကြောင့်လမ်းပေါ်ကအင်တချို့ကြေမွပျက်စီးကုန်ပါတယ်။တန်ကိုမောင်းဟာတောထဲမှာတစ်ပင်ခုတ်ရင်တွေ့တဲ့ကြားကြီးနှစ်ကောင်ကိုလည်းကြောင်လေးတွေထင်ပြီးလက်တစ်ဖက်နဲ့ဇက်ဘိုးကနေဆွဲကင်ပြီးယူလာတယ်။အိမ်ရောက်တော့မိဘနှစ်ပါးကိုကြောင်လေးတွေမွေးဖို့ဆိုပြီးပေးတယ်။မိဘတွေဟာအဲ့ဒီကြားနှစ်ကောင်ကြိုက်လို့ပွဲချင်းပြီးသေးပါလေရော။တန်ကိုမောင်းကကြားနှစ်ကောင်ကိုဓာတ်နဲ့အပိုင်းပိုင်းခုတ်တက်ပစ်တယ်။အဲ့ဒီနောက်မှာတန်ကိုမောင်းဟာတိုင်းပြည်ကနေထွက်လာခဲ့တယ်။တောတောင်တွေထဲလှည့်လည်သွားလာရင်သူ့လိုမျိုးတိုင်းပြည်ကနှင်ထုတ်ခံရသူ9ဦးနဲ့တွေ့ပါတယ်။သူ့မိတ်ဆွေအစ်စ်တွေကနေရွယ်ကြီးဖင်ချွန်းလက်ဝါးကြီးဖွားဝါးကြီးနှာခေါင်းကြီးတို့ပါနာမည်တွေထူးခြားသလိုနာမည်နဲ့လိုက်ဖက်တဲ့အစွမ်းကိုစီရှိကြတဲ့လူစွမ်းကောင်းတွေကြီးပါပဲ။တန်ကိုမောင်းတို့မိတ်ဆွေတတိုက်ဟာခရီးဆက်လာကြရင်သမုဒ္ဒရာကမ်းဆက်ကိုရောက်လာတယ်။အဲ့ဒီမှာသမုဒ္ဒရာတစ်ပိုင်းကိုဆယ်ဖို့ပြီးငါးဖမ်းဖို့လုပ်ကြတယ်။ကောင်းဆောင်ဖြစ်တဲ့တန်ကုန်းမောင်ကအဖွက်သားတွေကိုတာဝန်ခွဲပေးတယ်။ဖွားဝါးကြီးကတောင်တွေကိုခြေနဲ့ကန်ပြီးသမုဒ္ဒရာကိုဆယ်ရတယ်။နှာခေါင်းကြီးကဆယ်ကျိုးရင်နှာခေါင်းချီနဲ့ဖမ်းထားရတယ်။လက်ဝါးကြီးကဆယ်ထဲကရေကိုလက်ခုပ်နဲ့ပက်ထုတ်ရတယ်။ဖင်ချွန်းကဆယ်ထဲမှာရှိတဲ့ငါးတွေကိုကောက်ယူရတယ်။နေရကြီးကတော့ရသမျှငါးကိုထည့်သေးရပါတယ်။တငယ်ချင်းတွေငါးဖမ်းနေချိန်မှာတန်ကုန်းမောင်ကသူ့ဓာကြီးနဲ့အေယာမတစ်ပင်ကြီးတစ်ပင်ကိုခုတ်လဲပြီးလှေတစင်းကိုထွင်းလုပ်တယ်။လှေထွင်းပြီးတဲ့အခါမှာတငယ်ချင်း6ယောက်လုံးလှေပေါ်တက်ပြီးသမုတ်တီတော့သူထိုင်လိုက်ရင်လှေဝမ်းပေါက်သွားမှဆိုလို့မတ်တက်ရက်ပြီးလိုက်ရပါတဲ့။သမုတ်တီကအလဲရောက်တဲ့အခါမှာတော့ဖင်ချွန်းကညောင်းလို့ထိုင်မိတာနဲ့လှေဝမ်းပေါက်ပြီးရေရွေဒလဟောဝင်လာပါလေရော။ဒီတော့လက်ဝါးကြီးကလက်နဲ့အပေါက်ကိုချက်ချင်းပိတ်ရတယ်။နှာခေါင်းကြီးကသူ့နှာခေါင်းချီတုံးနဲ့လှေအပေါက်ကိုပိတ်လိုက်တယ်။နောက်ဆုံးတော့သူတို့ဟာသမုဒ္ဒရာတစ်ဖက်ကမ်းကိုရောက်သွားပါတယ်။ဒီဘက်တိုင်းပြည်ကဘလူးတိုင်းပြည်ပါတဲ့။တန်ကိုမောင်တို့ကဒါကိုမသိကြဘူး။ဘိုက်လဲစားလာပြီဆိုတော့ငါးကင်စားဖို့လက်ဝါးကြီးကိုမိသွားရှာခိုင်းလိုက်တယ်။ရွာထဲကဘလူးမအိမ်ကိုလက်ဝါးကြီးရောက်သွားပြီးမိတစတောင်းလိုက်တယ်။ဘလူးမကနေမကောင်းဟန်ဆောင်ပြီးမိဖို့ကြောင်ထဲမှာသွားယူဖို့လက်ဝါးကြီးကိုပြောတယ်။လက်ဝါးကြီးမိမွေးနေတော့ဘလူးမနောက်ကနေလျှက်တစ်ပြက်ရောက်လာပြီးဇက်ပိုးကိုကင်ပြီးသူ့ရဲ့ရင်ပတ်နဲ့ဖေးလေကုတ်ကိုချိုးသက်ပြီးပုံးရီအိုးထဲထည့်ထားလိုက်တယ်။လက်ဝါးကြီးပြန်မလာပဲကြားနေတော့တန်ကိုမောင်ကနေရွက်ကြီးကိုလိုက်ကြည့်ခိုင်းလိုက်တယ်။နေရွက်ကြီးလည်းလက်ဝါးကြီးအတိုင်းအသက်ခံရပြန်တယ်။အဲ့ဒီနောက်မှာဖင်ချွန်းဖွားဝါးကြီးနှာခေါင်းကြီးတို့ကလည်းတယောက်ပြီးတယောက်လိုက်သွားကြပေမဲ့ရှေ့နီးအတိုင်းအသက်ခံရပြန်တယ်။နောက်ဆုံးမှာတန်ကိုမောင်ကတန်တရားဝင်လာပြီးသူ
သူကိုယ်တိုင်ဓာတ်ထမ်းပြီးလိုက်သွားတယ်။တန်ကိုမောင်ဟာရွာကို9ပတ်ပတ်ပြီးမှဘလူးမအိမ်ချန်ထဲဝင်လိုက်တယ်။အိမ်သားရောက်တော့ဓာကြီးကိုအင်းရှိခန်းမှာဟုံးခနဲ့ချလိုက်တာကြောင့်အင်းရှိခန်းကြိုကျသွားတယ်။အဲ့ဒီခါမှာဘလူးမကမေးတယ်။ကျမ်းလာကြီးလားဟဲ့။ဘဲရလာလဲဘာကိစ္စလဲ။အဲ့ဒီလိုမေးတော့တန်ကိုမောင်ကပြောတယ်။ကျမ်းပြင်ပေါ်မွေးတော့ကျမ်းမှာပေါ့မိတစတောင်းဖို့ရောက်လာတာအကျန်သမားဘလူးမဟာအရင်လူတွေအတိုင်းမိဖို့ထဲမိသွားယူဖို့ပြောတယ်။တန်ကိုမောင်လေးဓာတ်ကိုပြန်ကောက်ကင်ပြီးမိဖို့ခန်းထဲဝင်သွားပါတယ်။သူမိမွေးနေတော့ဘလူးမဟာအရင်နီးတဲ့အတိုင်းပဲနောက်ကနေဇက်ပိုးကိုလျှက်တစ်ပြက်ကိုင်းမလို့လုပ်တယ်။ဒါပေမဲ့တတိရှိတဲ့တန်ကိုမောင်ကချက်ချင်းနောက်လှည့်ပြီးဘလူးမရဲ့ရင်ကိုခက်တင်းတင်းဆွဲကင်ပြီးဓာတ်တင်ထားလိုက်တယ်။ဘလူးမဟာအရန်ကြောက်သွားပြီးလူတဲ့စုကိုပေးပါမယ်။အသေးရက်တောင်ရောအရှင်ရက်တောင်ကိုပါပေးပါမယ်လို့ကမန်းကနန်းပြောတယ်။တန်ကိုမောင်လက်ထဲအသေးရက်တောင်နဲ့အရှင်ရက်တောင်ရောက်လာတဲ့အခါမှာဘလူးမကိုသူ့လူတွေထားတဲ့နေရာကိုပြစေတယ်။သူမိတ်ဆွေ9ယောက်တင်းနေတာကိုမြင်တော့တန်ကိုမောင်ဟာဒေါသတကြီးနဲ့ဘလူးမကိုခုတ်တက်လိုက်တယ်။သူမိတ်ဆွေတွေကိုအရှင်ရက်တောင်နဲ့ရက်လိုက်တဲ့အခါမှာ9ယောက်လုံးချက်ချင်းအသက်ပြန်ရှင်လာကြတယ်။တန်ကိုမောင်တို့လူစမ်းကောင်6ယောက်ဟာဘလူးတိုင်းပြည်ကိုရစရာမရှိအောင်ဖျက်ဆီးပစ်ကြတယ်။သူတို့ဟာငါးတွေကိုကင်ပြီးစားတောက်ပြီးတဲ့နောက်မှာဟိမွန်တာတောထဲသွားကြတယ်။အဲ့ဒီတောထဲမှာပဲတန်ကိုမောင်ဟာတောဘီရင်လုပ်ပြီးသက်ဆုံးတိုင်နေထိုင်သွားကြပါတဲ့။